လာမယ့်ဇန်နဝါရီလ10ရက်မှ13ရက်နေ့အတွင်းဗီယက်နမ်ကမ်ဘောဒီးယားလာအိုထိုင်းနဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့ကိုလာနီညာကပို့လွှတ်လိုက်တဲ့ Pacific သမုဒ္ဒရာထဲကလေအေးတွေဟာအရှိန်ကောင်းကောင်းနဲ့အရှေ့ဘက်ကနေဖြတ်ကျော်ဝင်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီရပ်ပိုင်းအတွင်းနေ့ရောညပါထူးထူးခြားခြားတိတိတသားအေးပိုပါလိမ့်မယ်။အရှေ့ဘက်နဲ့အရှေ့တောင်ဘက်ကလေပြင်းလေအေးတွေလည်းတိုက်ခတ်ပါလိမ့်မယ်။မြန်မာပြည်မှာတော့တနင်္သာရီမွန်ကရင်ကယားရှမ်းအရှေ့ပိုင်းရှမ်းတောင်ပိုင်းနေပြည်တော်ပဲခူးမိုင်းအရှေ့ချမ်းတို့က10ရက်နေကစပြီးအရင်အေးလာမှာဖြစ်ပြီးရန်ကုန်အေရဝတီပဲခူးတိုင်းအနောက်ချမ်းမကွေးတိုင်းအောက်ပိုင်းရခိုင်တောင်ပိုင်းတို့ကတရက်နှစ်ရက်နောက်ကျပြီးအေးလာပါမယ်။လက်ရှိမှာလည်းအေးနေပါတယ်ဆိုတဲ့ဒေတာများအဲ့ဒီရက်ပိုင်းမှာဒီထက်ပိုအေးလာမယ်သိရပါတယ်။